မင်္ဂလာပါရှင် MMK Today Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မင်္ဂလာပါခင်ဗျာ MMK Today Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အပတ်ရှင်တင်ဆက်ပေးနေကြဖြစ်တဲ့ရွှေဆွေးကွက်သုံးသက်ချက်စီစဉ်ကနေကြိုဆိုပါတယ်ဒီတစ်ပတ်ရွှေဆွေးကွက်ကတော့လေတော်တော်လေးကိုလက်ခတ်သွားတယ်လို့ကြားပါတယ်ရှင် ဟုတ်ပါတယ်ဗျာတော်တော်လေးကိုလှုပ်ခတ်ခဲ့ပါတယ် ဟုတ်ကဲ့အတက်အကျကအရန်ချမ်းနေဆိုတော့လေအခု2026ခုနှစ်ဖေဖော်ဝါရီလပထမပတ်ရဲ့နောက်ဆုံးအခြေအနေလေးကိုအရင်ဆုံးသိပါစေရှင်အစိုးရအနေသတ်မှတ်ထားတဲ့ရည်ညွှန်းစီအဲ့ဒါလေးနဲ့အရင်စလိုက်ရအောင်ဘလောက်နဲ့ဖွင့်တာလေးရှင် ဟုတ်ကဲ့ခင်ဗျာဈေးကွက်ကတော်တော်လေးမငြိမ်မဖြစ်ခဲ့လာတော့အမှန်ပါပဲဖေဖော်ဝါရီလ3ရက်နေ့ကတသက်တူရွှေရည်ညွှန်းစေတမတ်ရေးကော်မတီကထုတ်ပြန်တဲ့ဈေးနှုန်းအရာဆိုရင်တော့အခောက်ရွှေတစ်ချက်သားကို69သိန်းကျပ်6သိန်းခိုးထောင်ကြလို့သတ်မှတ်ထားပါတယ်ခင်ဗျာ 69သိန်း ဟုတ်ပါတယ် ဒါပေမဲ့အဲ့ဒီဈေးကစာရွက်ပေါ်မှာပဲရှိတဲ့ဈေးလို့ဖြစ်နေတယ်နော် အဲ့ဒီလိုပဲပြောရမှာပေါ့ဖေ။ အပြင်မှာတကယ်တမ်းရောင်းွယ်ဖြစ်နေတဲ့ဈေးအဲ့ဒီအပြင်ပေါက်ဈေးကတော့ဘယ်လောက်ထိရှိသွားလဲရှင် မှန်ပါတယ်အပြင်ဈေးကွက်ပေါက်ဈေးကတော့အများကြီးကွာခြားနေပါတယ်ဖေဖော်ဝါရီလချိုးပိုင်းမှာဆိုရင်အခောက်ရွှေတစ်ကျက်သားကို7သိန်း6သိန်းဝန်းကျင်လောက်နဲ့အယောင်းဝယ်ဖြစ်နေပါတယ် 106သိန်း ဟုတ်ပါတယ်တကယ်တော့ဒါတော့မင်းနဲ့ပြန်ကျလာတဲ့ဈေးလို့ပြောရမှာပါဇန်နဝါရီလကုန်ပိုင်းတော့ဆိုရင်မြန်မာရွှေဈေးသမိုင်းမှာစံကျင်တင်အမြင့်ဆုံးအဖြစ်7သိန်း7သိန်း6သိန်းနီးပါးအထိကိုရောက်ခဲ့ပါသေးတယ် အော်118သိန်းကနေအခု106သိန်းကိုပြန်ကျလာတာပေါ့နော် ဟုတ်ပါတယ်ချစ်ဗျာ အော်ဒါဆိုရင်ရည်ညွှန်းဈေး69သိန်းနဲ့အပြင်ပေါက်ဈေး106သိန်းကြားမှာကျက်39သိန်းလောက်အထိကွာနေတာပေါ့ ဟုတ်ပါတယ်ကွာချက်ကအဲ့ဒီလောက်အထိရှိနေတာပါ ဒီလောက်ကြီးကွာဟာနေရတဲ့အကြောင်းရင်းကဘာဖြစ်မလဲရှင်ပြီးတော့ဈေးတွေကဘာလို့ဒီလောက်တောင်အတက်အကျကျနေရတာလဲအဲ့ဒါလေးကိုနည်းနည်းလောက်ရှင်းပြပေးပါဦး ဟုတ်ကဲ့ပါဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ခင်ဗျာအဲ့ဒါကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကမ္ဘာရွှေဈေးအခြေအနေကိုအရင်ကြည့်ရပါမယ် ကမ္ဘာဈေးကွက်ပေါ့နော် ဟုတ်ပါတယ် ဇန်နဝါရီလကုန်မှာပြည်တွင်းစစ်တင်းစတစ်18အထိထိုးတက်သွားတယ်ဆိုတော့အဲ့ဒီအချိန်မှာကမ္ဘာရွှေဈေးကလည်းလာတူပဲတက်ခဲ့လို့လား တော်တော်လေးကိုတိုက်ဆိုင်ပါတယ်ဗျာအဲ့ဒီချိန်တုန်းကကမ္ဘာရွှေဈေးဟာတအောင်စ်ကို American Dollar 9000စားတာကျော်အထိတမိုင်းဝင်စံချင်းတင်မြင့်တက်ခဲ့ပါတယ် ဒေါ်လာ9500ပါကျော်တော်များတာပဲနော် ဟုတ်ပါတယ်ဒါကမကြောက်ဘူးလောက်အောင်မြင့်တက်သွားတဲ့စီးနှုန်းတစ်ခုပါ ဘာတွေကအဓိကတွန်းရဖြစ်သွားတာလဲရှင်ရင်းနှီးမြှုပ်နှံသူတွေကိုရွှေဘက်ကိုအလုံးရဲနဲ့ဝယ်ဖြစ်သွားအောင်ဘာတွေကဆွဲဆောင်လိုက်တာလဲ အဓိကကတော့ကမ္ဘာလုံးဆိုင်တာမတည်ငြိမ်မှုတွေပါပဲအထူးသဖြင့်အရှေ့အလယ်ပိုင်းဒေသကနိုင်ငံရေးတင်းမာမှုတွေပေါ့နောက်ပြီးတော့အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတဲ့အကြောင်းယင်းနှီးမြှုပ်နှံသူတွေကရွှေကိုစိတ်အားချရဆို safe haven အဖြစ်အလုံးအရင်နဲ့ဝယ်ယူခဲ့ကြလို့ပါပဲ safe haven ဘေးကင်းလုံခြုံရာပိုင်ဆိုင်မှုပေါ့နော် ဟုတ်ပါတယ်စီးပွားရေးနိုင်ငံရေးမတိချမရရတဲ့အခြေအနေမှာလူတွေကတခြားပိုင်ဆိုင်မှုတွေထက်ရွှေကိုပိုပြီးယုံကြည်ကြတယ်လေ ကမ္ဘာဗဟိုဘဏ်တွေကိုယ်တိုင်ကလည်းရွှေတွေကိုအပြိုင်ဆိုင်ဝယ်စုနေကြတယ်ဆိုတဲ့အချက်ကတော့ဘယ်လောက်ထိသက်ရောက်မှုရှိလဲရှင် အဲ့ဒါကလည်းအင်မတန်အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ de-dollarization လို့ခေါ်တဲ့ဖြစ်စဉ်တွေတိုက်ရိုက်ဆက်ဆင်းနေပါတယ် de-dollarization ဟုတ်ပါတယ်ဆိုလိုတာကကမ္ဘာနိုင်ငံတွေရဲ့ဗဟိုဘဏ်တွေကသူတို့ရဲ့နိုင်ငံခြားအရန်ငွေကြေးအဖြစ် American Dollar ကိုပဲအဓိကထားနေရကနေတဖြည်းဖြည်းလျှော့ချလာကြတာပါ အော်ဒေါ်လာကိုအားကိုးတာ short ချပြီးတော့တခြားပိုင်ဆိုင်မှုတွေပါလှည့်လာတာပေါ့ အဲ့ဒီကြမှာပဲအဲ့ဒီနေရာမှာစားထုတ်ဝင်လာတာကရွှေပါပဲဒါကြောင့်ကမ္ဘာအဆင့်ဝယ်လိုအားကအကြီးအကျယ်မြင့်တက်လာပြီးဈေးကိုတွင်းတင်ပေးလိုက်တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့တာပေါ့ဗျာ ဒါကစိတ်ဝင်စားစရာပဲနော်ကမ္ဘာစက်ခွန်ပေါ်ကအပြောင်းရွေးကြီးတစ်ခုကဒီကပြည်တွင်းကရွှေဈေးပေါ်တိုက်တယောက်နေလဲဆိုတဲ့သဘောပဲ ဟုတ်ပါတယ်ခင်ဗျာဒါပေမဲ့ဈေးကွက်တော်ရအတက်ကြမြင့်အကြလည်းရှိတတ်ပါတယ်ဗောလေ ဟုတ်ကဲ့ February လဆန်းမှာတော့အမြင့်ထွက်ရောင်းချမှုတွေ profit taking တွေပြန်များလာတယ်ပြီးတော့ဒေါ်လာဈေးကလည်းအနေငယ်ပြန်ခက်လာတာကြောင့်ကမ္ဘာရွှေဈေးကတောင်အောင်စားကိုဒေါ်လာ1600ဝန်းကျင်ထိပြန်ကျဆင်းသွားပါတယ်ခင်ဗျာ အဲ့ဒီတော့ကမ္ဘာရွှေဈေးပြန်ကျတဲ့အရှိန်ကြောင့်ပြည်တွင်းဈေးကလည်းအမြင့်ဆုံးဖြစ်ခဲ့တဲ့တစ်ထည့်ရှိစိန်နာကလည်းအခု16သိန်းကိုပြန်ရောက်လာတယ်လို့ဆိုလိုတာပေါ့နော် ဟုတ်ပါတယ်အဓိကကတော့အဲ့ဒီအချိန်ပါပဲဒါပေမဲ့ဒီနေရာမှာတစ်ခုစဉ်းစားစရာရှိတာကလည်းကမ္ဘာရွှေဈေးကအမြင့်ဆုံးကနေဆိုအတော်လေးပြန်ကျသွားတာနော် ဟုတ်ကဲ့အခြားအကြောင်းရင်းတွေရှိနေသေးလို့လား ဟုတ်ပါတယ်အဲ့ဒါကအဓိကအချက်ပါပဲကမ္ဘာဈေးကလမ်းညွှန်မှုပေးတယ်ဆိုပေမဲ့ပြည်တွင်းဈေးနှုန်းကိုအကျမခံအောင်ထိန်းထားတဲ့ကြီးမားဆုံးအချက်ကတော့ပြည်တွင်းမှာ American Dollar လဲလှယ်နှုန်းပါပဲ အော်ဒေါ်လာဈေး ဟုတ်ပါတယ်ဒီအချက်ကပြည်တွင်းရွှေဈေးကွက်ရဲ့အခရာပဲလို့ပြောလို့ရပါတယ် ဒေါ်လာဈေးကဘယ်လိုမျိုးအဲ့လောက်အထိတက်ရောက်မှုရှိနေရလဲရှင် ရှင်းပါတယ်ခင်ဗျာဗဟိုဘဏ်ရဲ့ရည်ညွှန်ဈေးက$ကို2100ကျပ်ပါ
ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒါကလည်းစောစောကရွှေရည်ညွှန်စည်းနိုပဲစာရက်ပေါ်မှာပဲရှိတဲ့ဈေးနှုန်းပေါ့အပြင်ဈေးကွက်မှာတကယ်တမ်းအယောင်ဝယ်လုပ်နေတဲ့ဈေးက$ကို$4,200ကျပ်ဝန်းကျင်ရှိနေပါတယ် အော်နတ်ဆနေပါကွာနေရတာပဲနော် ဟုတ်ပါတယ်အဲ့ဒီတော့ပြည်တွင်းကရွှေကုန်တွေကနိုင်ငံတကာဈေးနဲ့တွက်တဲ့အခါမှာ$2,200ကျပ်နဲ့တွက်လို့မရဘူးလေ ဟုတ် အပြင်ပေါက်ဈေး$4,020ကျပ်နဲ့ပဲထွက်ချက်ရောင်းဝယ်ရပါတယ် ဒါကိုရှင်းအောင်ပြန်ပြောရရင်ကမ္ဘာရွှေဈေးတက်တဲ့တန်ကိုလည်းခံရတယ် ဟုတ်ပါတယ် ပြီးတော့ကိုယ်နိုင်ငံရဲ့ကြက်ငွေတန်ဖိုးကြတဲ့တန်ကိုလည်းထပ်ခံနေရတဲ့သဘောမျိုးပေါ့ အတိအကျပါပဲအဲ့ဒါကိုပဲနှစ်ထက်ကွမ်းတန်ခတ်နေရတယ်လို့ပြောကြတာပေါ့ဗျာဒီအချက်ကြောင့်ပဲမြန်မာကြက်ငွေတန်ဖို့ကြစင်းနေသည်များကာလပတ်လုံးရွှေဈေးကမြင့်နေဦးမှာပါ ပြီးတော့နောက်တစ်ချက်ကပြည်တွင်းကဝယ်လို့အားလို့လဲဆိုပါလဲနော် ဟုတ်ပါတယ် ဈေးတွေဒီလောက်တက်နေရတော့ဝယ်တဲ့သူပါရှိနေတော့မလားရှင် ရှိနေတော့ပါပဲဒါပေမဲ့ဒီဝယ်လိုအားရဲ့သဘောတဘာဝကတော့နည်းနည်းပြောင်းသွားတယ်ဟိုအရင်လိုအလအပတ်ကအမြတ်ရဖို့ယင်းနှမြုံနာမှုအနေနဲ့ဝယ်တာထက် ဟုတ်ကဲ့ အခုကနိုင်ငံရေးနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်လူတွေကပန်းစနစ်အပေါ်မှာယုံကြည်မှုအားနည်းလာတယ် ကိုယ်ပိုက်ဆံကိုလိုအပ်တဲ့အချိန်ထုံးလို့မရမှာစိုးရင်တာမျိုးပေါ့ ဟုတ်ပါတယ်လက်ထဲမှာချက်ငွေကင်ထားပြန်တော့လေတန်ဖိုးကကျနေတာအဲ့ဒီတော့သူတို့အတွက်စိတ်အချရဆုံးပိုင်ဆိုင်မှုကရွှေပဲဖြစ်သွားတော့တာပေါ့ ဆိုတော့ဒါကအမြတ်ရဖို့ထက်ကိုယ့်ရဲ့စုဆောင်းငွေတန်ဖိုးကိုထိမ့်သိမ့်ဖို့အတွက်ဝယ်နေရတာပေါ့နော် တိတိကျကျပြောရရင်အဲ့ဒီသဘောပါပဲခင်ဗျာဒီပြည်တွင်းဝယ်လို့အားရလဲဈေးကိုမြင်မစေတဲ့အကြောင်းရင်းတစ်ခုပါ ဒီလိုဈေးကစားမှုလိုမျိုးတွေဖြစ်လာတဲ့အခါအစိုးရဘက်ကထိန်းချုပ်ဖို့စ조사တာမျိုးတွေရောမရှိဘူးလားရှင် ကြိုးပမ်းမှုတွေတော့ရှိပါတယ်ခင်ဗျာဘယ်ဟုဖန်းကငွေထုတ်ယူမှုကိုကန့်တတ်တာတွေပြီးတော့ရွှေကုန်တယ်ကြီးတချို့ကိုဖမ်းဆီးအရေးယူတာတွေလှုပ်ဆောင်နေပါတယ် ဟုတ်ကဲ့ဒါမဲ့ဒီလုံးရဲ့ဒီကဈေးကွက်ကိုပို့ပြီးတော့တည်ငြိမ်သွားစေလားဒါမှမဟုတ်ပိုရှိုထွေးသွားစေလားရှင် တုံးတက်သူတွေရဲ့အမြင်အရတော့ဒီလိုရက်တွေကဈေးကွက်ကိုပို့ပြီးမတည်မငြိမ်ဖြစ်စေပြီးတော့အယောင်းအဝယ်တွေကိုမြေရောက်ဈေးကွက်စီကိုပို့ရောက်သွားစေနိုင်တယ်လို့ဆိုကြပါတယ်ခင်ဗျာ အော်ပို့ပြီးပုံလျိုးကွယ်လျိုးဖြစ်သွားနိုင်တာပေါ့နော် ဟုတ်ပါတယ်အဲ့ဒီခါမှာဈေးနှုန်းတွေကပိုမတည်ငြိမ်တော့ဘူးတချို့ရွှေဆိုင်ကြီးတွေဆိုရင်အဖမ်းဆီးခံရမှာဆိုလို့အခောက်ရွှေအယောင်းဝယ်ကိုခက်တက်ရက်ဆိုင်ထားတာမျိုးတွေတောင်ရှိလာပါတယ် အဲ့ဒီလိုရက်လိုက်တော့ဈေးကွက်ထဲမှာရောင်းလို့အားကပိုရှားသွားပြီ ဟုတ်ကဲ့ဈေးကိုပိုတက်စေတဲ့အခြေအနေမျိုးတောင်ဖြစ်လာနိုင်တာပေါ့ ဟုတ်ကဲ့ပါအခုလိုမျိုးအပတ်စဉ်ဈေးကွက်သုံးသက်ချက်တွေကိုနားဆင်နိုင်ဖို့အတွက် MKG တဲ့ channel ကို follow နဲ့ subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ် အားလုံးပဲစိတ်ချမ်းသာကိုကြမှာရှိကြပါစေခင်ဗျာ အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်